28ရက်နေ့ကစကိုင်းမြို့နယ်ကိုဗဟိုပြုပြီးလောက်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ဒေဆုံးသူ1000ကျော်လာပြီးဒဏ်ရာရတဲ့သူ2300ကျော်ရှိလာတယ်လို့စစ်ကောင်စီကမတ်လ29ရက်နေ့မှာထုတ်ပြန်ပါတယ်။မြေပြင်မှာတော့ပြိုကျအဆောက်အုံတွေထဲမှာပိတ်မိဒေဆုံးဒဏ်ရာရသူတွေအများပြားကျန်နေဦးမှာဖြစ်တဲ့အတွက်စစ်ကောင်စီထုတ်ပြန်တာထက်ပိုဆိုးတဲ့အခြေအနေကိုရောက်နေတာဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ကျေးလက်ဒေသတွေမှာတော့ယာယီအုပ်ချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့တွေကတပ်ဆွမ်းသွေးကူညီကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားထားပြီးကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ဂျာကလာဒေသနာအုပ်ချုပ်ရေးရန်တရားပါကပပါလာဖပါဖ PDF တွေရဲ့အားလုံးပူးပေါင်းပြီးတော့ဒေသရေးလုပ်ငန်းတွေဆောင်ရွက်ပေးဖို့ပြည်သူလူထုကူညီဖို့အတွက်မျိုးသားညီညွတ်ရေးဆိုကနေပြီးတော့ညွှန်ကြားထားပြီးတော့ဥဆောင်မှုလုပ်နေပါတယ်။ဝန်သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်းထိထိရောက်လုပ်ဖို့အတွက်စ조사လုပ်ကင်ဆောင်ရွက်နေကြပါတယ်။ဒီတစ်ချိန်တည်းမှာလည်းကျွန်တော်တို့ကနိုင်ငံတကာကိုမြင်းမြတ်ဆန်းဆန်းလူအသက်ခဲ့ဖို့အတွက်ကူညီနေပေးဖို့လည်းကျွန်တော်တို့တောင်းဆိုပါတယ်။ရှေ့မှာဖြစ်ခဲ့တဲ့စစ်အာဏာရှင်တွေရနေပြီးတော့လူသားချင်းစာနာမှုအကူအညီပေးတာတွေကို weaponization လုပ်တာပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်အတွက်လည်းတတိထောင်လုပ်ကင်ဖို့လိုအပ်ပါတယ်ဘုရားသမဂ္ဂပါအဝင်နိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေကိုကျွန်တော်တိုက်တွန်းပြောကြားခြင်းပါတယ်ငလင်တန်တင်ခဲ့တဲ့စကိုင်းမန္တလေးမကွေးပဲခူးနဲ့ရှမ်းပြည်နယ်နေပြည်တော်တို့ကိုအရေးပေါ်အခြေအနေအဖြစ်စစ်ကောင်စီကကြီးညာထားပြီးနိုင်ငံတကာအကူအညီတွေလည်းတောင်းခံထားပါတယ်။မန္တလေးမြို့ပေါ်မှာတော့လက်ရှိအချိန်ထိပြည်သူတွေဟာဘာအကူအညီမှမရပဲအခက်အခဲကြုံနေရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။တမျိုးလုံးနေချုပ်ထိုက်တယ်ကလုံးဝနေလို့မရတော့တဲ့ဟာတွေကိုအများကြီးပဲစပုံကြီးပဲဒီတဲ့ဟာလည်းနဲဦးလေမတိတဲ့ဟာရောနဲဦးလူမျိုးရေးဖွဲ့လေးတွေကနေကုညီကြအဲ့လောက်ပဲရှိတာလေဘယ်ပြီးမှတော့သူတို့နဲ့သူတို့တော့နိုင်အားလုံးကတတ်ထရင်ပေါ်ဖြစ်နေကြတယ်ကိုယ့်တွေ့သူလည်းကိုယ်ကမကူညီနိုင်ကိုယ်လည်းသူကမကူညီနိုင်အဲ့လိုမျိုးတွေကိုယ့်ကိုကြိတ်ပြီးရှင်းရတော့အကုန်လုံးကဒုက္ခတွေပုံလို့ဖြစ်သွားပြီနောက်မှတက်ရတာ exam ပေးရတော့ဒီတဲ့နေဖွင့်လို့မှမရတာတော့ဘာလို့ဖို့ကသူကစိတ်ထဲမရှိတော့ဘူးစိတ်တွေကအကုန်လုံးပြင်ပန်းကုန်ကြတယ်တမျိုးလုံးနှီးပါးမှာအိမ်တိုင်းမထိတဲ့အိမ်ဆိုတာမရှိဘူး။နည်းနဲ့အများပဲရှိတာ။မထိတဲ့ဟာကိုမရှိဘူး။ပုံထိတာလို့သွားပြီးမှလည်းအင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းကတမိုင်းဝင်ဘာသာရေးအဆောက်အအုံတွေနဲ့တမိုင်းအမွေနဲ့အဆောက်အအုံများပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားပြီးအထက်မြင့်အဆောက်အအုံတွေရှိတဲ့မြို့ပြနေရာတွေမှာထိခိုက်ပျက်စီးဒေဆုံးမှုများပြားခဲ့ပြီးကျေးလက်ဒေသမှာတော့ထိခိုက်ဒေဆုံးမှုနည်းခဲ့ပါတယ်။စကိုင်းမန္တလေးကြောက်ဆယ်အောင်ပန်းဆိုတဲ့မြို့ကြီးတွေမှာထိခိုက်ပျက်စီးမှုအများကြီးဖြစ်သွားခဲ့တယ်။လူနေတိတ်တီးထူထပ်တဲ့ထက်မြင့်အဆောက်အဦတွေရှိတဲ့မြို့ပြတွေမှာတော့လူပေါင်းထောင်ချီပြီးတေဆုံးမှုဖြစ်သွားခဲ့တယ်။အဆောက်အဦအပြိုအပျက်တွေကြားထဲမှာအောက်မှာယာချီပြီးပိတ်မိနေတာတွေလည်းရှိတယ်။ထိခိုက်ပျက်စီးမှုကတော့မြို့ပေါ်ဒေသတွေမှာပိုများပါတယ်။ဒါလင်းနေတာကလာတော်တွင်းမှာဆိုရင်ကျမ်းပတ်စစ်တပ်ရဲ့မတရားကျူးလွန်တပ်ဖြတ်မှုပေါင်းများစွာနဲ့အတူရေဘေးမီးဘေးခိုးဆိုးလူနိုင်ဘေးရန်သူမျိုး၅ပါးကကြီး၃ပါးတပြိုင်နက်တည်းကျွန်တော်တို့နိုင်ငံကပြည်သူတွေခံစားခဲ့ကြရတယ်ပေါ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းငလင်တန်ခံရတဲ့ဒေသတွေကိုအများဆုံးပတ်မှုမှုတွေပြုလုပ်သွားမယ်လို့ပြောဆိုထားပါတယ်။ကုလရေးပေါ်ကယ်ဆယ်ရေးရုံးချုပ်ကလည်းကယ်တင်မှုတွေပြုလုပ်ဖို့ဒေါ်လာ9သန်းကနဦးခွဲဝေပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကိုအကူအညီပေးမယ်လို့အမေရိကန်သမ္မတထရမ့်ကလည်းပြောဆိုထားပြီးဘယ်ပုံဘယ်နည်းဆက်သွယ်ကူညီမယ်ဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ငလင်ပေးတဲ့ပြည်သူတွေကိုပြည်တွင်းပရိဟိတအဖွဲ့တွေကတက်နိုင်တဲ့အကူအညီတွေပေးနေတယ်လို့တရုတ်အိန္ဒိယရုရှားနိုင်ငံတွေကအကူအညီပေးရေးအဖွဲ့တွေမြန်မာနိုင်ငံကိုဆေလွတ်ခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ